Hello အားလုံးမင်္ဂလာပါကျွန်တော်ကတော့မြို့တန့်ကျော်ပါမိတ်ဆွေတို့ထဲမှာမိတ်ဆွေပဲဖြစ်ဖြစ်မိတ်ဆွေတို့ရဲ့တငယ်ချင်းမှာပဲဖြစ်ဖြစ်ဒီလိုမျိုးလေးကြုံမူလားAI ကအရန်တော်နေပြီငါတို့တွေကကုတ်တွေဆက်ပြီးတော့ရေးလို့မရတော့ဘူးဆိုပြီး depression ဖြစ်တဲ့ဟာတွေပေါ့နော် depression ဖြစ်တဲ့ပုံစံမျိုးတွေပေါ့နော် Okay မစိုးရိမ်ပါနဲ့ဒီနေ့ကျွန်တော်ဘာကြောင့် AI ကလူတွေကိုအစားမထိုးနိုင်တာလဲဒီ coding ဆိုင်ရာကိစ္စတွေမှာပြောတာပေါ့နော် development နဲ့ပတ်သက်တဲ့ဟာတွေမှာပြောတာပေါ့နော်။ဘာကြောင့်အစားမထိုးနိုင်တာလဲဆိုတဲ့အကြောင်းကိုကျွန်တော်ပြောပြပေးပါမယ်။ကျွန်တော်ဥပမာလေးတစ်ခုပြောပြမယ်။ calculator တွေကခဏမိုင်းဆိုင်ရာမှာတကယ်ရှုပ်ထွေးတဲ့ကိန်းကနန်းတွေကိုတွက်ချက်မှုအများကြီးလုံနိုင်တယ်ပေါ့နော်။ဒါပေမဲ့လူတွေက9နဲ့9နဲ့ပေါင်း10လောက်ပဲသိတာဗျာဟုတ်တယ်မလား။အဲ့တော့အဲဆို calculator တွေကပို့ပြီးတော့လူတွေထက်ပိုပြီးညံကောင်းသွားလို့လားမဟုတ်ဘူးနော်မဟုတ်ဘူး okay အဲ့ဒီအဖြစ်အပျက်လေးပေါ်မှာမူတည်ပြီးတော့ကိစ္စတွေကပြောင်းလဲသွားမှာပေါ့နော်အရှိမကျွန်တော်ထပ်ပြီးပြောမယ့်ဟာတွေကပေါ့နော်ပထမဆုံးတစ်ခုကတော့ဖန်တီးနိုင်တဲ့စွမ်းရည်ပါလူသားတွေကိုလုံးဝ AI တွေကမမီသေးပါဘူးအဲ့ဒီရဲ့အဆင့်အဲ့ဒီဖန်တီးနိုင်တဲ့စွမ်းရည်တွေမှာပေါ့နော်ဥပမာဘယ်လိုဟာမျိုးလဲဆိုတော့ကျွန်တော်တို့ application တစ်ခုစပြီးတော့ဖန်တီးမယ်ဆိုလို့ရှိရင် UX ဆိုတာရှိတယ် UI ဆိုတာရှိတယ်ဟုတ်တယ်မလား UI UX UI UX နဲ့အဲ့တော့အဲ့ဒီအပိုင်းမှာ AI ကဘယ်ဟာလေးကိုနှိပ်ကြည့်လိုက်ရင်တော့သူကဘယ်လိုလေးဖြစ်သွားမှာပဲဆိုပြီးသူကကျွန်တော်တို့ကိုချင်းစာပြီးတော့မတွေးပြတယ်ဘူးပေါ့နော်ဘာလို့လဲဆိုတော့လူသားတွေမှာအပိုတစ်ခုပါသေးတယ်နှလုံးသားပေါ့နော်โอเคနှလုံးသားတစ်ခုပါသေးတယ်သူတို့မှာနှလုံးသားမရှိဘူးအုံနောက်ပဲရှိတာဗျာအဲ့လိုမျိုးပုံစံပေါ့နော်အဲ့တော့အဲ့လိုမျိုးပိုင်းနေမှာကျွန်တော်တို့မကြော်နိုင်ဘူးပေါ့နော်နောက်တစ်ခုဥပမာကျွန်တော်နိုင်ငံအလိုက်ယဉ်ကျေးမှုတွေပါတယ်ရှိလိမ့်မယ်ဗျာဟလားကျွန်တော်မြန်မာဆိုလဲမြန်မာယဉ်ကျေးမှုရှိတယ်ထိုင်းဆိုလဲထိုင်းသူယဉ်ကျေးမှုနဲ့သူပေါ့နော်အဲ့လိုယဉ်ကျေးမှုတွေရှိတယ်အဲ့လိုယဉ်ကျေးမှုဟာတွေကို AI ကဒီယဉ်ကျေးမှုလေးနဲ့ဒီယဉ်ကျေးမှုရဲ့ပုံစံလေးဖြစ်အောင်ငါ UI လေးကိုဒီမှာဒီလိုဟာဖြစ်ထားတယ်ဆိုတဲ့ပုံစံမျိုးတွေ AI ကကျွန်တော်တို့မလုံနိုင်သေးဘူးပေါ့နော်အဲ့ဒါတော့မလုံနိုင်တာပဲ UX ဆိုတာတော်တော်လေးဝေးနေတော့မယ်ပေါ့နော်အခုအချိန်မှာပေါ့နော်ဒါပေမဲ့နောက်ပိုင်းတော့ဘယ်လိုဖြစ်မလဲတော့မသိဘူးဒါပေမဲ့ဖြစ်ခဲ့မယ်ဆိုရင်တော့တော်တော်လေးလိုသေးတယ်လို့ပဲကျွန်တော်ထင်တယ်ပေါ့နော်နောက်တစ်ခုက technology stack တွေပါ technology stack တွေကို AI တွေကကျွန်တော်တို့လိုမျိုးလူတွေလိုမျိုးပေါ့နော်တကယ်လုံမယ်ဆိုတဲ့ဘယ် test stack ကိုသုံးပြီးတော့ဘယ်ဟာကိုဖန်တီးမယ်ဆိုပြီး AI ကလုံးဝကွက်တီကျွန်တော်တို့မဆုံးဖြတ်ပေးနိုင်ဘူးဘာဖြစ်လို့ဆိုတော့အဲ့ဒီပုံမှာကျွန်တော်တို့ကအတွေ့အကြုံတွေလိုတယ်လေ့လာမှုတွေအများကြီးလိုတယ်ပေါ့နော်လူတွေရဲ့နှလုံးသားနဲ့အုံနှောင်းနဲ့လေ့လာထားတဲ့အနှစ်တွေပေါ့နော်အဲ့ဒီဟာတွေအများကြီးလိုအပ်တယ်ဗျာအဲ့တော့အဲ့ဒါကြောင့် AI ကလုံးဝဒီကိစ္စတွေကိုကျွန်တော်တို့မဖြေရှင်းပေးနိုင်ဘူးဥပမာဆိုရင်ဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့ဥပမာဗီဒီယို2 kg လောက်ရှိတဲ့ဗီဒီယိုတစ်ခုကိုဗျာ upload လုပ်မယ်ဆိုပါစို့ဒါဆိုရင်အောက်မှာ progress bar ပြဖို့လိုတယ် progress bar ပြတဲ့အခါမှာကျွန်တော်တို့လူတွေဆိုသိတယ်ဒီချိန်မှာငါ progress bar ပြလို့ရှိရင် upload လည်းလုပ်ထားမယ်နောက်ကနေ background job တွေလည်း run ထားမယ်အဲ့ချိန်မှာreal time connection သုံးမလားဒါမှမဟုတ်ရင်ဒါမှမဟုတ်လို့ရှိရင်ကျွန်တော် cache လုပ်ပြီးတော့ပြမလားသုံးမလားပေါ့နော်ဒီလိုမျိုးရွေးချယ်တရားရှိတယ်အဲ့ချိန်မှာ AI ကသွားပြီးမေးလိုက်တော့ဖြေတော့ဖြေပေးလိုက်မယ်ဒါပေမဲ့ကျွန်တော်တို့တိကျတဲ့ပုံစံကျတော့ကျွန်တော်တို့ပဲဆုံးဖြတ်နိုင်တာဗျာဟုတ်လားအဲ့ဒီဟာကိုသူကကျွန်တော်တို့ရော့ဒီဟာလေးသုံးလိုက်ဆိုပြီးကျွန်တော်တို့လာပြီးတော့ပြောလို့မပြောပြနိုင်ဘူးပေါ့နော်မပြောပြနိုင်ဘူးကျွန်တော်သာဆိုလို့ရှိရင်တော့socket server တခုဖန်တီးမနေတော့ဘူးလေဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့ရဲ့ VPS မှာမဟုတ်လို့ရှိရင်ကျွန်တော်တို့ရဲ့ server မှာ resource တွေရန်သုံးနေရမယ်ဗျာဟုတ်လားလူတွေအများကြီးလာပြီးသုံးနေပြီဆိုအဲ့တော့ကျွန်တော် cache လုပ်တဲ့ပုံစံနဲ့ပဲသွားဖို့များတယ်ပေါ့နော်ဒါလည်းဒီ client ရဲ့လိုအပ်ချက်ကဘလို့ဟာတွေပေါ့မူတည်ပြီးတော့ကျွန်တော်တို့ဒါသွားရမှာပေါ့နော်နောက်ထပ်တစ်ခုကဒီလူသားဆန်တဲ့ပုံစံနဲ့ communication မှာကျွန်တော်ဘယ်လိုပြောပြရမလဲဒီဟာလူသားဆန်တဲ့ဥပမာဗျာclient တယောက်ကနေပြီးတော့ကျွန်တော်လာပြီးတော့ project app ပြီးဒါဆိုကျွန်တော်အရင် video မှာလည်းကျွန်တော်တင်ထားပြီးတယ်เนาะfreelance project တခုစပြီးလုပ်တယ်ဆိုဘာတွေလုပ်သွားရလဲဆိုတာအဲ့အချိန်မှာ discussion လုပ်ရတယ်ဗျာဟုတ်လား discussion လုပ်လို့ရှိရင်သူ့ရဲ့စိတ်ထဲကိုလည်းကျွန်တော်တို့ဝင်ကြည့်ရတယ်ပြီးရင်ကျွန်တော်တို့စိတ်ထဲမှာရှိတဲ့ဟာဖြစ်တဲ့ဟာကိုလည်းကျွန်တော်တို့ပြန်ပြီးပြောပြရတယ်အဲ့ဒီဟာတွေအခု AI ကလုံးဝမလုပ်နိုင်သေးဘူးဗျာလုပ်နိုင်မှုဆိုတာအဝေးကြီးပဲဒါပေမဲ့သူ့သွားမေးတော့သူကပြောပြလိုက်မယ်ဒါပေမဲ့အဲ့ဒီဟာကျွန်တော်တို့ 100% success ဖြစ်တဲ့အဖြေတခုဟုတ်မနေဘူးဗျာအဲ့ဒီဟာဘာလို့ဆိုကျွန်တော်လည်းခဏသွားပြီးတော့မေးကြည့်ဘူးတယ်ဗျာများသွားတာပဲရှိတာဗျာသူ့ကိုသွားမေးလိုက်သူဖြေပေးတဲ့ဟာတွေအတွက်ကျွန်တော်မှစဉ်းစားစရာပိုများသွားတာပဲရှိတာတကယ်ကွက်တိ
ဖြစ်တဲ့ဟာတခုကိုကျွန်တော်တို့လုံးဝသူကအဖြေမထုတ်နိုင်ဘူးပေါ့နော်ဒါကတော့လုံးဝမလွယ်ကူတဲ့ကိစ္စပေါ့နော်အဲ့လိုမျိုးလုံနိုင်မှုအဲ့ကြောင့်လူတွေကိုကျွန်တော်တို့လာပြီးတော့ဒီကောင်တွေလာ fight လို့တော့မလွယ်သေးဘူးပေါ့နော်အခုချိန်မှာနောက်တစ်ခုကနီးပညာဆိုင်ရာခေါင်းစဉ်ဘယ်လိုတက်ပေးရမလဲမသိဘူးနောက်တစ်ခုကဘာလဲဆိုတော့နီးပညာဆိုင်ရာကန့်သက်ချက်များအဲ့လိုပဲပြောရမှာနီးပညာဆိုင်ရာအကန့်အသတ်တွေ AI မှာရှိတယ်ပုံမှန်တကယ် simple ဖြစ်တဲ့ကုတ်တွေ UI တွေ AI ကိုဖန်တီးခိုင်းလို့ရတယ်ဒါမှန်တယ်ဟုတ်တယ်ဒါပေမဲ့တကယ် complex ဖြစ်တဲ့ software architecture မျိုးတွေကြတော့ AI ကကျွန်တော်တို့ဖန်တီးပေးနိုင်မှာမဟုတ်ဘူးသူနားတော့လဲလိမ့်မယ်ဗျာဒါပေမဲ့ကျွန်တော်တို့အတွက်အဆင်ပြေအောင်ဖန်တီးပေးနိုင်မှာတော့မဟုတ်ဘူးပေါ့နော်ဒါတွေကိုကျွန်တော်တို့ရဲ့အတွေ့အကြုံတွေနဲ့ပဲကျွန်တော်တို့ကစဉ်းစားရမယ်တွေးခေါ်ရမယ်လောက်ကင်ရမယ်အဲ့ပေါ်မှာပဲသူ့ရဲ့အကူအညီနဲ့အနေအချင်းယူတာလောက်ပဲလုပ်လို့ရမယ်ပေါ့နော်လုံးဝကြီးဒီ software ဒီ complex ဖြစ်တဲ့ဟာတခုကိုသူကျွန်တော်တို့လုပ်မပေးနိုင်ဘူးtesting တွေလည်းဟုတ်တယ် AI မှာလုပ်လို့ရတယ်ဒါပေမဲ့တကယ် complex ဖြစ်တဲ့ testing တွေလုပ်မပေးနိုင်ဘူးနောက်ဆုံးဗျာregular expression နဲ့ဘယ်ဟာကိုတိုက်ပြီးတော့ဘယ်ဟာကိုလိုချင်တယ် array နဲ့လိုချင်တယ်သွားပြီးတော့ကျွန်တော်စမ်းကြည့်ပူတယ်ပေါ့နော်ဒါပေမဲ့တကယ်ရှုပ်ထွေးလာပြီဆိုလို့ရှင် तू မှားတယ်ဗျာထုတ်လုပ်ပြီးနေတယ်ဒါပေမဲ့အမှားကြီးအဲ့လိုမျိုးကြီးဖြစ်နေတာဗျာအဲ့လိုမျိုးအကန့်အသတ်ချက်တွေအများကြီးရှိပြီးတယ်ပေါ့နော်အခုချိန်မှာကျွန်တော်တို့ခဏကြုံတယ်ဘာလို့ဆိုတော့ကျွန်တော်ကကုတ်ရေးပြီးဆိုတာနဲ့ AD AI ကိုအရင်ကတော့ Google ဖွင့်ထားတယ်အခု AI ကိုကျွန်တော်သုံးပြီးတော့ဖွင့်ထားပြီးတော့မေးရရှိရသွားမေးအများအဖြစ်တော့အဆင်ပြေပါတယ်ဒါပေမဲ့တကယ်ရှုပ်ထွေးလာပြီဆိုတော့ကျွန်တော်ကိုယ်တိုင်ပဲကျွန်တော်ခေါင်းနဲ့ပဲကျွန်တော်လုပ်ရတယ်ပေါ့နော်နောက်တစ်ခုကတာဝန်ယူမှုတာဝန်ခံနိုင်မှုပါဥပမာကျွန်တော် project တစ်ခုရေးတယ်အကြောင်းမျိုးကြောင့်တစ်ခုဖြစ်သွားတယ်ဒီလူကကျွန်တော်ဆက်သွယ်ပြီးတော့ကျွန်တော်ပြောတယ်ဒီလိုလေးဖြစ်နေပြီဒါလေးပြင်ပေးပါတကယ်လို့မြန်အဲ့ဒီဟာယူ AI ကဖန်တီးထားရဆိုလူကသူ့ကိုသွားပြီးတော့အပူကက်နေမှာလားအဲ့အချိန်မှာဘာအောင်ဆို AI ဆို data တွေနဲ့ train တာဗျာသူ့မှာ back light တဲ့ပုံစံတွေရှိမှာပဲဘာလို့ဆိုဒီ data ပေါ်မှာမူတည်ပြီးတော့သူကလည်းတွေးခေါ်တယ်ပေါ့နော်တွေး thinking လုပ်ရတယ်ဆိုတော့သူ့မှာဒီ data ပေါ်မူတည်ပြီးတော့အမှားတစ်ခုကိုသူလုပ်ကောင်းလုပ်နိုင်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့မှာတော့အဲ့လိုမဟုတ်ဘူးကျွန်တော်တို့စီမှာအတွေ့အကြုံတွေရှိတယ်လေ့လာနိုင်တယ်ဟာလားအဲ့ဘော်ဒီမှာမူတည်ပြီးတော့ကျွန်တော်တို့ကတော့မှန်ကန်တဲ့နည်းလမ်းတစ်ခုကိုဒီကျွန်တော်ရဲ့ client ကိုလှမ်းပြီးတော့ဆုံးဖြတ်ပေးနိုင်တယ်ပေါ့နော်ဆုံးဖြတ်ပေးနိုင်တယ်ချက်ချင်းပဲကျွန်တော် action ယူပြီးတော့လုပ်ပေးနိုင်တယ်ဒါပေမဲ့ AI ကတော့အဲ့လိုမျိုးကျွန်တော်တို့လုပ်ပေးနိုင်ဘူးပေါ့နော်အခုချိန်မှာလုပ်မပေးနိုင်ပါဘူးလုပ်မပေးနိုင်ဘူးဘယ်သူကရှိလို့လဲဗျာ client ငါ AI ကိုသွားပြီး project add တယ်လို့ပါတော့အဲ့လိုမျိုးလည်းမရှိသေးဘူးလေဟုတ်တယ်မလားနောက်ပိုင်းတော့ရှိမလားပေါ့နော်ညနေကတော့မှကျွန်တော်သတင်းလေးတစ်ခုတွေ့လိုက်ပါတယ် AI company တစ်ခုကဒီဝါလီခံသွားပြီတဲ့ဘာဖြစ်လို့လဲဆိုတော့နောက်ကွယ်မှာအိန္ဒိယဒီ developer တွေကဒီ code တွေကို generate လုပ်ပြီးထုတ်ပြီးနေသူကတော့ code generator AI တခုထင်တယ်ကျွန်တော်လည်းသိချင်တော့မသိဘူးပေါ့နော်ဒီတိုင်းအမှုမဲ့အမှတ်မဲ့လေးဖတ်လိုက်မိတဲ့ဟာလေးအဲ့ကလေးကကြည့်လိုက်ပေါ့နော် AI ကဒီ code တွေကိုတကယ်လုံနိုင်လားမလုံနိုင်ဘူးလားဆိုတာပေါ့နော်နောက်ဆုံးတစ်ခုကျွန်တော်ပြောရမယ်ဆိုရင်တော့AI နေရှိတာကောင်းတယ် AI နေရှိတာကျွန်တော်တို့လုံးဝစိတ်ပူစရာလုံးဝမလိုကျွန်တော်ကျေးဇူးတော်တင်ရမှာဗျာတအားမြန်တယ်ဗျာကျွန်တော်တို့ code တွေရေးရတာပဲဖြစ်ဖြစ်တခြား code တွေနဲ့ development နဲ့မဆိုင်တဲ့တခြားနယ်ပယ်တွေမှာပဲဖြစ်ဖြစ်ဥပမာ marketing ဆိုလဲ marketing နည်းလမ်းတွေသူ့ကိုလုပ်ခိုင်းလို့ရတယ်ကျွန်တော် course တွေလုပ်တယ်ကျွန်တော်ရဲ့ course outline ရဲ့အကျဉ်းကိုသူ့ကိုပေးလိုက်တယ်ရောငါ့ကိုအသေးစိတ်ပြန်လုပ်ပြီးဆိုသူလုပ်ပြီးတယ်ကျွန်တော်မသိလားကျွန်တော်အဲ့ပေါ်မှာ reference လုပ်ပြီးတော့ကျွန်တော်ပြန်ပြီးတော့ပြန်ထုတ်တယ်အဲ့လိုမျိုးတွေဗျာဒါမြန်သွားတယ်မဟုတ်ရင် course outline လုပ်ရတယ်တော်တော်လေးကောင်းစားတယ်ဟာတခုပေါ့နော်ဘာလို့ကျွန်တော်ကြတော့နည်းနည်းလေးအဲ့ဒီ course outline ကိုနည်းနည်းအလေးထားတယ် quality နည်းနည်းပြည့်မိခြင်းနဲ့ရှိခြင်းနဲ့ပေါ့နော်အဲ့လိုသူများနဲ့လည်းအရင်တူချင်တာမျိုးမဟုတ်ဘူးဗျာအဲ့လိုမျိုးဆိုတော့နည်းနည်းကြီးများတယ်ပေါ့နော်အဲ့ပေါ် course လုပ်တယ်ဖန်တီးတဲ့ပုံမှာအဲ့လိုမျိုးသူ့ရဲ့အကူအညီကိုယူတယ်ပြီးရင်ကျွန်တော်ကိုယ်တိုင်ပြန်ပြီးတော့ပြင်ဆင်မှုမျိုးတွေပြန်လုပ်တယ်အဲ့လိုမျိုးအကူအညီတွေလည်းသူ့စီကနေယူတာအရင်ကောင်းတယ်ပေါ့နော်အရင်ကောင်းတယ်ကျွန်တော်ကြတော့ဟို AI နေထဲမှာလေဘယ်ဟာကိုကျွန်တော်သုံးလဲဆိုတော့သုံးတာတော့သုံးပါတယ် DeepSeek ကတော့တိတ်မသုံးဖြစ်ဘူးနည်းနည်းလေးresponse time လောက်တာနည်းနည်းကြာလို့ဗျာကျွန်တော်သုံးတာဆိုဘာသုံးမလဲဆိုတော့လုံးဝhack ကိုတကယ်သုံးဖြစ်တာဆိုရင် Grok AI ပေါ့နော် Grok AI ကျွန်တော်အများတမ်းပဲကျွန်တော် Grok AI ပဲကျွန်တော်သုံးတယ်ပြီးရင်တစ်ခါလေ login တွေပါမလုပ်ချင်ဘူးအများစံမဲ့ရှာချင်တယ်သူ ChatGPT ကိုကျွန်တော်သုံးလိုက်တယ် Grok ကကြတော့မြန်မာလိုပို့ပြီးတော့ပြောပြတာပိုရှင်းလာလို့ပေါ့နော်ကျွန်တော်တို့ပြောတာပါကျွန်တော်တို့ပြောတာပေါ့နော် Gemini ကတော့တိတ်မထိတွေ့ဖြစ်ဘူးပေါ့နော်မထိတွေ့ပဲ Grok ကိုပဲကျွန်တော်သုံးတာများတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီနေ့ပြောသွားတဲ့ဟာတွေထဲမှာကျွန်တော်ရဲ့အဲ့လိုမျိုး opinion တွေကိုပဲကျွန်တော်ပြောသွားဆိုတော့
Israel နဲ့အဲ့လိုမျိုးမတူတာရှိနိုင်တယ်ဒါမှမဟုတ်ထပ်ပြီးဖြည့်ပေးခြင်းတဲ့ဟာတွေလည်းရှိကောင်းရှိလိမ့်မယ်ပေါ့နော်အဲ့တော့comment မှာပြောပြခဲ့လို့ရပါတယ်အားလုံးကျေးဇူးပါကျွန်တော်နောက်မှပြန်တွေ့ကြမယ်နော်